မင်္ဂလာပါဒီနေ့တော့အညာလက်ဆောင်ဖြစ်တဲ့ပုံရည်ကြီးနဲ့ဝတ်သားလေးတွဲချက်ဖြစ်တယ်ဗျာအိမ်တိုင်းလေးပါချက်စားဖြစ်တဲ့နှစ်ရာလေးဖြစ်တဲ့အတွက်ထူးဆန်းတော့မဟုတ်ပါဘူးထူးခြားတာကသူ့ရတာပါဘယ်ချိန်ချက်စားစားလို့ကောင်းနေတယ်ဒီတစ်ခွက်ပါထုံးစံတိုင်းပဲဝတ်သားရင်ချက်မှာဖြစ်တဲ့အတွက်စက်သွန်ဖြူလေးချင်းနဲ့ငယ်လေးပြီးတော့ပြင်ဆင်ထားပါတယ်ဗျာကျွန်တော်ကဝတ်သားနဲ့လုံးပြီးစီးတက်မှာဖြစ်တဲ့အတွက်စက်သွန်လေးကိုတော့လေးချမ်းပါတယ်ဗျာခက်ကြီးကြီးလေးပဲပေါ့စက်သွန်ဖြူကိုတော့တပြားရိုက်ပြီးတော့နှုတ်ဆင်းပါမယ်ဗျာသူလေးတူပဲဂျင်းကိုလည်းတပြားရိုက်ပြီးနှုတ်ဆင်းပါတယ်ဗျာကျွန်တော်ကတော့ဒီဟင်းလျာမှာအဓိကဆက်လိုက်ကြော်ကြီးဖြစ်တဲ့ပုံရည်ကြီးကိုတော့3ထုပ်လောက်သုံးထားပါတယ်ဗျာအညာမင်းသားကြီးပေါ့ပုံရည်ကြီးကိုတော့ပကံလေးခုလည်းဖောက်ထည့်ပြီးဒီလေးလေးချောထားတယ်ပေါ့ဗျာအားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့ဝတ်သားလေးစားချက်ပါမယ်ဗျာထုံးစံတိုင်းနဲ့လုံးဆက်ချက်မှာဖြစ်တဲ့အတွက်အားလုံးပြည့်ထည့်ရုံးဝင်ပါပဲပြီးသားတဲ့စက်သွန်စီချင်းစနွေးမုံအစိမ်းမုံစီတခါတည်းထည့်ပြီးတော့ကျွန်တော်လုံးဆက်လေးချက်ပါတယ်ဗျာကျွန်တော်ကတော့စက်သွန်လေးကိုယူတဲ့ဒီလုံးပြီးစီတတ်ပါတယ်လုံးပြီးစီတတ်တဲ့အချိန်မှာအရသာလေးရှိနေလို့အတွက်စားတကြားလေးနည်းနည်းထည့်ပါတယ်ဗျာဝတ်သားလေးနဲ့စက်သွန်လေးတွေအရောက်တောင်းနေတယ်လို့ကျွန်တော်ဒီလေးထည့်ပါတယ်ဗျာအသားလေးတွေငယ်ငယ်မျိုးတွေဖို့အတွက်အဖုံးလေးအုပ်ပြီးတော့မိနစ်20လောက်ချက်ပါမယ်ဗျာဝတ်သားလေးချက်နေတဲ့အချိန်မှာပုံရည်ကြီးတွေကိုတော့ရေမီးလေးနဲ့ဒီချာလေးဖြော်ထားပါတယ်ဗျာဝတ်သားလေးထိုင်လျောက်ဤပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကြော်ကြီးပုံရည်ကြီးလေးစားထည့်ပါမယ်ဗျာပုံရည်ကြီးအရသာလေးတွေဝင်စီဖို့အတွက်ဖုံးလေးအုပ်ပြီး15မိနစ်လောက်ထပ်ပြီးတော့ချက်ပါမယ်ဗျာမီအေးလေးနဲ့ပေါ့စီလေးလည်းပြန်ပြီးဝတ်သားလေးလည်းဤပြီဆိုရင်တော့လိုအပ်တဲ့ပေါ့ငံလေးတွေထပ်ထည့်တယ်ပေါ့ဗျာကျွန်တော်ကတော့ရေနဲ့နဲ့စီပြန်ရေကြံလေးသဘောကျတာဖြစ်တဲ့အတွက်ရေနဲ့ခန့်အောင်လုပ်ပြီးတော့မျိုးလေးကိုစုံတက်လိုက်ပါတယ်ဗျာဘယ်အချိန်မှချက်စားအရသာလေးရှိတဲ့ပုံရည်ကြီးဝတ်သားဟင်းလေးတစ်ခွက်ရပါပြီဗျာဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့မိတ်ဆွေတို့တယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျာစားကောင်းအိပ်ပျော်ရေးလူဝင်ဆန္ဒတွေဒီလုံးလုံးဝလေးပြကြပါသည်ဗျာ